ထိုင်းမှာရေရှည်နေလို့ရတဲ့ visa 3ခုအကြောင်းကို share လေးပြောပြမယ်။နံပါတ်1က education visa နံပါတ်2ကကြတော့ဘတ်ရိုက်တယ်လို့ခေါ်တယ် non LA visa လို့ခေါ်တယ်။နံပါတ်3ကကြတော့ဒီအခုလက်ရှိနောက်ဆုံးထွက်ထားတဲ့ visa ပေါ့နော် DTV visa လို့ခေါ်တယ်။အဲ့ဒီ3ခုကထိုင်းမှာရေရှည်နေဖို့အတွက်ဒါလျှောက်လို့ရှိရင်အဆင်ပြေရပေါ့နော်ပထမတစ်ခု education visa က6လနေပြီးတော့ကိုတက်ရင်တက်သလားဥမာ university ဆိုလို့ရှိရင်2နှစ်တို့4နှစ်တို့အဲ့လိုမျိုးရှိရဲအဲ့တော့6လတစ်ဖြတ်စီတွင်းပြီးတော့ education visa လည်းတက်လို့အဲ့လိုရတယ်နောက်တစ်ခုဒီဘတ်ရိုက်တာပေါ့ဘတ်ရိုက်တာကြတော့ဟိုတလောကဘတ်တွေဖွင့်နေဆိုပြီးပြောရလေအစိုးရကဘတ်ဖွင့်တဲ့အချိန်မှာဘတ်ရိုက်ရတယ်သူကတော့တစ်နှစ်တစ်ခါရိုက်ရတယ်ဒီ3ခုထဲမှာ तू ကsorry DDV visa ထပ်ပြောမယ် DDV ကကျတော့တစ်ခါတည်းနဲ့9နှစ်ရတယ်9နှစ်ဆိုပေမဲ့ तू က6လတစ်ချိန်မှာနိုင်ငံပြင်ပကိုထွက်ပေးရတယ်နိုင်ငံပြင်ပမထွက်ချင်ရင်နိုင်ငံတွင်းမှာပဲဆက်ရွက်စားတဲ့နေပြပြီးတော့တက်တန်းတိုးပြီးတော့နေသွားလို့ရတယ်အဲ့တော့ဒီ3ခုထဲမှာတက်တန်းအရှိဆုံးနေလို့ရတာ DDV က9နှစ်ရတယ်ဒါမှမဟုတ်ရင်ကျောင်းတက်ရင်တော့ကိုတက်တဲ့ university မှာမူတည်ပြီးတော့ကိုတက်တဲ့အတန်းမှာမူတည်ပြီးတော့2နှစ်ဆိုလဲ2နှစ်ရမယ်4နှစ်ဆိုလဲ4နှစ်ရမယ်ပေါ့နော်နောက်တစ်ခုကဘတ်ရိုက်တာကျတော့တစ်နှစ်တစ်ခါပဲရတယ်တစ်နှစ်တစ်ခါကိုတစ်နှစ်ပြီးတိုင်းမှာတက်တန်းမြင်သွားတိုးရမယ်အဲ့တော့ဒီ3ခုရဲ့ကွာခြားချက်တွေကဘာရှိလဲပြပြမယ် education visa ကတော့ဈေးမတင်ပေါ့နော်ဥပမာဒီ work permit နဲ့ဒီဘတ်ရိုက်တဲ့ဟာနဲ့ education visa နဲ့ရှင်းပါဆိုလို့ရှိရင် education visa ကကြတော့2000ခွဲ6လစာပေါ့ဒီဘတ်ရိုက်တာကကြတော့1000ခွဲဝန်းကျင်အဲ့တော့ဒီနှစ်ခုရှင်ရင်ဘတ်ရိုက်တာပို့ပြီးတော့တက်တာတယ်ဒါပေမဲ့ဘတ်ရိုက်တာကကြတော့များသောအားဖြင့်ကဘယ်လိုလူမျိုးရိုက်လဲဆိုတော့ passport မရှိတဲ့သူတွေပြီးတော့ကြတော့အောက်လမ်းဝင်လာတဲ့သူတွေပြီးရင်နိုင်ငံခြားလုံးဝနိုင်ငံကြီးတွေကိုမထွက်တော့ဘူး US တို့နောက်အဲ့လိုနောက်နိုင်ငံကြီးတွေမထွက်တော့ဘူးဆိုရင်သူကဘတ်ရိုက်လို့ရှိရင်တက်တာရပေါ့နော်1000ခွဲလောက်နဲ့တစ်နှစ်ရမယ်โอเคကိုကတော့မဟုတ်ဘူးပတ်စံလေးလည်းနည်းနည်းတက်နိုင်တယ်တခါတည်းနဲ့ပြန်ဆိုပြီးတော့အဲ့လိုမျိုးဗီဇာရချင်နေဆိုရင် DDV ဗီဇာကိုအပ်ပါ DDV ကကြတော့ကုန်ကြစရိတ်ကeducation visa ထက်တောင်သူကတက်တာသေးတယ်သူကကြတော့ဘယ်လိုမျိုးလဲဆိုတော့တက်တာတယ်ဆိုတာပထမတစ်ချိန်မှာကတော့သူက2000ခွဲနဲ့ဒီ visa ကြီးပေးရတယ်ပေါ့နော် Shelly ကကြတော့ agent နဲ့လုပ်လိုက်တာဆိုတော့ဘာမှစဉ်းစားစရာမလိုတော့ဘူးဒီလိုမျိုးသူ့ရဲ့ process အတိုင်းသူသွားတာပေါ့နော်ဈေးနှုန်းအပြင်ကြည့်ရင်ခုန education visa နဲ့ဒီ DTV visa နဲ့နှစ်ခုကိုရှင်းကြည့်မယ်ဆိုရင် education visa တောင်နည်းနည်းများသေးတယ်အဲ့တော့နှစ်ခုကိုရှင်းပြမယ်နော်အခုeducation visa education က6လကို2000ကနေ2000ခွဲဝန်းကျင်ရှိရယ်အဲ့ဒါကဒီ agent နဲ့အပ်တယ်ဆိုရင် agent ရဲ့ fee ဘာညာပေးရမယ်ပေါ့နော် okay ဒါတကန့်ပြီးတော့သူက6လတစ်ချိန်ပြီးတိုင်းမှာ3လတစ်ဖြတ်မှာသူကရုံးကိုသွားပြီးတော့ရုံးဆိုတာဒီ immigration ကိုသွားပြီးတော့1800နဲ့တက်တန်းတိုးရတယ်ဆိုတော့သူ့ရဲ့6လဒီတက်တန်း cost က2000ခွဲလို့ပဲသတ်မှတ်ကြမယ်နော်2000ခွဲ DTV ကကြတော့2000ခွဲကိုမှ US ဒေါ်လာ400ကဒီ immigration ရုံးကိုပေးရတဲ့ဟာပြီးတော့2000ခွဲကကြတော့ဒီလောက်တဲ့စာရွက်စာတမ်းကြီးရဲ့နောက်ပြီးတော့ agent ကရဲ့ပေါ့အဲ့တော့အဲ့ဒီမှာဗာလဲဆိုတော့ तू ကကြတော့6လတစ်ချိန်ပြေးတိုင်းမှာခုနဒီ2000ခွဲနဲ့9နှစ်တော့ရသွားပြီเนาะ9နှစ်ရသွားပြီဒါပေမဲ့6လတစ်ချိန်ပြေးတိုင်းမှာနိုင်ငံပြင်ထွက်တဲ့စရိတ်ရှိမယ်အဲ့တော့နိုင်ငံပြင်ထွက်လိုက်ပြန်လာလိုက်နိုင်ငံပြင်ထွက်လိုက်ပြန်လာလိုက်ဆိုရင်အနည်းဆက်ဆုံးဘယ်ကိုထွက်လို့ရလဲဆိုတော့လာအိုကိုထွက်လို့ရတယ်လာအိုကို border ကျော်လိုက်လို့ရှိရင်3500 PC ပေါ့เนาะဒါရှယ်လီကိုယ်တိုင်တွားထားခဲ့တဲ့ဟာကိုပြန်ပြီးတော့ sharing လုပ်တာဘယ်လိုခေါ်လဲပြန်တွက်ကြည့်ထားတာပေါ့3500ရှိရအဲ့တော့တစ်ခါထွက်တိုင်းမှာ6လတစ်ကြိမ်တိုင်းမှာ3500နဲ့9နှစ်အထိဒီ visa ကတက်တန်းရှိရ6ဒီဟိုဟာကြတော့education ကကြတော့2000ခွဲကို6လပြီးတိုင်းမှာ2000ခွဲပြန်ပေးရမှာဆိုတော့3ခုထဲမှာဈေးကြီးဆုံးကတော့ education visa ဈေးကြီးရယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီဘတ်ရိုက်တာတော့ဈေးသက်တာတယ်ဒါပေမဲ့ခုနပြောသလိုလုံးဝနိုင်ငံကြီးမထွက်တော့ဘူးထိုင်းမှာပဲအမြဲနေသွားတော့မယ်ဒါမှမဟုတ်မြန်မာနဲ့ထိုင်းနဲ့အဲ့လိုမျိုးပဲသွားတော့မယ်ဆိုရင်တော့ဒီကောင်ကနည်းနည်းအဆင်ပြေရယ် DTV ကကြတော့ education နဲ့ပို့ပြီးသက်တာတယ်9နှစ်လည်းရတယ်ပြောရရင်တော့ DTV က
ဒီ3ခုထဲမှာအကောင်းဆုံးပေါ့နော်ဒါမှမဟုတ်ကိုကအရင်ပတ်စံနေရန်ရှိနေရဲ့business owner ကြီးတွေပေါ့အဲ့လိုမျိုးဆိုရင်တော့ business visa ကိုလုပ်လိုက်ရင်တခါလေးပြီးတော့အဲ့ဒါကြတော့ company registration တွေလုပ်ရမယ်ပြီးတော့ကြတော့ဒီရုံးပိုင်းဆိုင်ရာချက်လက်တွေပေါ့နော်အခွန်ကိစ္စတွေဘာညာကြီးလုပ်ပြီးရင်အဲ့ဒီ visa ရလိမ့်မယ်အဲ့ဒါလည်းရရှင်နေလို့ရတဲ့ visa ပဲနောက်တစ်ခုက non B visa လို့ခေါ်တယ် non B visa ကကြတော့သူကလုံးဝကိုယ့်ဘက်ကထုတ်စရာမလိုဘူးဒါက company အလုပ်ထိုင်းမှာအလုပ်လျှောက်လို့ company ဘက်ကနေပြီးတော့ sponsor ပေးတဲ့ visa မို့လို့ကိုယ်တပြားမှမကုန်အဲ့ဒါဆိုရင်တော့အဲ့ visa နဲ့တစ်နှစ်နေလို့ရတယ်။ तू ကလည်းအဲ့ဒီ company ကခွင့်ပြုမှပဲတစ်နှစ်တက်တန်းအဲ့လိုတူသွားလို့ရတာပေါ့နော်။ဆိုတော့ okay ဒါလောလောဆယ်နေလို့ရ။နောက်တစ်ခုကကျတော့ resident visa ဆိုတာရှိရယ်။နောက် obedient visa ဆိုတာရှိရယ်။ resident visa ကကြတော့သူကဒီနိုင်ငံမှာကွန်ဒိုတွေပါဝယ်ထားတယ်ဆိုလို့ရှိရင်သူတို့သတ်မှတ်တဲ့ amount ကိုပြည့်တယ်ဆိုရင်သူတို့ကအဲ့ resident visa ထုတ်ပေးတယ်။နောက်တစ်ခုကကြတော့obedient visa သူကကြောင့်အသက်ကြီးတဲ့သူတွေအတွက်အသက်50ကျော်တယ်ဆိုလို့ရှိရင်အသက်ကြီးရဲ့ visa ဆိုပြီးတော့သူတို့ amount တစ်ခုသတ်မှတ်ပြီးတော့ရှောက်ပေးရယ်ဆိုတော့အဲ့ဒီ visa 5ခုရှိပါတယ်အဲ့ဒီဟာရဲ့အသေးစိတ်ကိုသိချင်ရင် comment မှာမှန်ခဲ့ပါအသေးစိတ်ထပ်ပြောပြပါမယ်ကျေးဇူးများတင်ပါတယ်ရှင်